ရှင်ပြရှိစေတော်တိုင်းသားပြည်သူကိုလူအများကြည်သာရှင်ပြကြစေတော်မိခသူပေါင်းညီညာဖြာဖြာရှိကြပါစေတော်တိုင်းနိုင်ငံပြည်ရွာအေးချမ်းသာယာရှိစေတော်ရွှေပုံပြရမြင်မျက်နှာသာသနာဘာသာလင်းစေတော်ဇာဇာဓမ္မမင်းနှပြနေလုံးလာလို့များစေတော်ဗုဒ္ဓဘုရားဟောကြားတော်မူဗျာဒီအတိုင်းဒီပါစေတော်သာသနာတဝဲရာဇာတစ်ဆက်တည်ရန်ခိုင်မြဲရှိကြစေတော်ဘုရားမျက်ရှင်သက်တော်ထင်ရှားဗျာဒီတော်တရားတည်စေတော်2500တဝဲ9000ရှိပါစေတော်ချွတ်ထိုက်ကုန်ကြဝေနေရချွတ်တန်လွတ်တန်ဝင်စေတော်လူမရတာနမင်းလေးဝါကြည်သာရှင်ပြရှိစေတော်တိုင်းသားပြည်သူကိုလူအများကြည်သာရှင်ပြကြစေတော်မိခသူပေါင်းညီညာဖြာဖြာရှိကြပါစေတော်တိုင်းနိုင်ငံပြည်ရွာအေးချမ်းသာယာရှိစေတော်ရွှေပုံပြရမြင်မျက်နှာသာသနာဘာသာလင်းစေတော်ဇာဇာဓမ္မမင်းနှပြနေလုံးလာလို့များစေတော်ဗုဒ္ဓသောပူဇံမဟာဒေဇဝင်တော်ဓမ္မသာပူဇံမဟာပညာဝင်တော်သံဃသာပူဇံမဟာဘောဂဝင်တော်ဗုဒ္ဓသာရဟံသာရှိသောဆုံးသမတင်ဂုဏတော်သခင်ဘုရားရှင်အားဘုရားရှင်ကိုယ်တော်မြတ်၏ဂုဏတော်ကျေးဇူးတော်အားပူဇံတော်ပူဇော်သောသူသည်မဟာဒေသဝင်တော်ထက်မြတ်သောဘုံတော်ကိုဒေသောအရုဘောနှင့်ပြည့်စုံနိုင်ပေ၏ဓမ္မသာမလေးပါးဖို့လေးပါးနိဗ္ဗာန်ပရိယာအမြတ်တွေ့ထား7ပါးသောတရားတော်မြတ်အားတရားတော်မြတ်၏သွက်ခါတာတာအစဖြာသောဂုဏ်တော်ကျေးဇူးတော်အားပူဇံတော်ပူဇော်သောသူသည်မဟာပညာဝင်တော်အရာရာဝဲအမှန်ဝေဖန်ပိုင်ခြားသိစွမ်းနိုင်သောဉာဏ်ပညာနဲ့လည်းပြည့်စုံနိုင်ပါပေ၏သံဃာသာမဂ္ဂထပလထရှိတံသုံးမွယ်ပရမတ္ထအရိယသံဃာတော်အရှင်မြတ်များအားအရိယသံဃာတော်အရှင်မြတ်တော်၏သုပ္ပတိပါဏတာအစဖြာသောဂုဏ်တော်ကျေးဇူးတော်အားပူဇံတော်ပူဇော်သောသူစီမဟာဘောဂဝင်တော်လောကီလောကုတ္တရနှဖြာသော
စီဝါဥစ္စာယတနာလည်းပဲတိုးတက်စေနိုင်ပါပဲဤကဲ့သို့ဖယားတရားသံဃာယတနာမြတ်သုံးပါးဤဂုဏ်တော်ကိုသာအာယုံပြုလျက်လောက်အစ္စလီတင်းချီမြောက်မို့ရှိခိုးပူဇော်ပူမျောမှန်းလေဟောကတော်ကြောင့်ဖြစ်သောရတနာတရားပနာမကာမဝဇ္ဇရကုသိုလ်ကံစေရနာဖယားဒါယကဒကာကြီးဥတင်ကိုဖယားဒါကြီးကာမဒကမာကြီးတော်မြင့်လိုက်သမီးရတနာများဖြစ်ကြကုန်သောမခဲဤကိုမဖွဲဤကိုမြနီလာကုံစိန်ပွဲယုံမိသားစုအပေါင်းသူတော်ကောင်းတို့သည်ဘဝပြုခဲ့ကြသောကာမဝဇ္ဇရကုသိုလ်ကံစေရနာကြောင့်မြနီလာဆူတော်မြည်ရွှေသေးဒီကိုဖယားတကဖယားအမအဖြစ်ခံယူနိုင်လောက်အောင်ပြည့်စုံသောဂုဏ်ဝင်ကားနှင့်ပြည့်စုံရစီအားလျော်စွာမြနီလာဆူတော်မြည်ရွှေသေးဒီစေဒီတော်မြတ်စွာဘုရားအား25နှစ်25ချိန်မြောက်ဗုဒ္ဓပူဇဏီယမင်္ဂလာဖယားဆွမ်းကြကုသိုလ်မင်္ဂလာပြုလုပ်ရခြင်းဟုဆိုအပ်သောဗုဒ္ဓပူဇဏီယကုသိုလ်ကံစေရနာထိုဗုဒ္ဓပူဇဏီယဝဲကိုအကြောင်းပြုလျက်ပင်အကုံညာဆရာတော်သံဃာတော်ရှင်မြတ်တို့အားလည်းအရှင်မြတ်တို့ရွတ်ဆောင်အပ်သည့်သာသနာတော်ဤဂုဏ်ကိုသာလျှင်အာယုံပြုလျက်မွန်မြတ်စီမံအပ်သောဆွမ်းခဲဘွယ်ဘောဇင်အသွဲတို့နှင့်တကွတည်ပြီးစွမ်းအစရှိသောလူဘွယ်တန်းဘွယ်အသွဲတို့ဖြင့်ကြည်နူးဝမ်းသာလူရန်ကြောင့်ဖြစ်သောသာသနာနောက်ကကုသိုလ်ကစေရနာထောမတပါပဋ္ဌာန်းဆရာတော်အရှင်မြတ်သည်ရွတ်ဆောင်အပ်သောစာကြစာပင်ပရိယတ္တိသာသနာတော်ဤဂုဏ်ကိုသာလည်းအာယုံပြုလျက်ပရိယတ္တိသာသနာတော်အားတရားတော်ကိုပူဇော်သောအနေအချင်းလူရန်ပူဇော်ရခြင်းဟုဆိုအပ်သောဓမ္မာနုက္ခဓမ္မဒါနကုသိုလ်ကစေရနာပိအကုံညာဆရာတော်သံဃာတော်ရှင်မြတ်တို့အားလည်းအသီးသောပစ္စည်းလေးပါးနဝကာမနှင့်တကွသေသီစွမ်းတို့ဖြင့်ဘာသက်ကလူရန်ပူဇော်ရခြင်းသာသနာနုက္ခကုသိုလ်ကံစေရနာဤသို့ပေါင်းအမြသောကောင်းမှုကံစေရနာတို့ကြောင့်မြနီလာဆူတော်မြည်ရွှေသေးရီဖယားဒါယကဒကာကြီးဥတင်ကိုဖယားဒါယီကမဒကမာကြီးတော်မြင့်လိုက်မိသားစုနှင့်တကွယခုရောက်လာလူရောနတ်ပါအလုံးသောပရိသတ်အပေါင်းသူတော်ကောင်းတို့သည်ကိုယ်စိတ်နှပြချမ်းသာချမ်းသာအသက်ရှိကြယောဂကင်းကြလျက်တန္တရာခန္ဓာဝိဒုက္ခဟုဆိုအပ်သောဒုက္ခသစ္စာတရားဤချုပ်ရအမှန်နိဗ္ဗာန်និရောဓသစ္စာကိုယ်စီကိုယ်ငါဝိဘဝတို့နှင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောဖယားသားတော်သမီးတော်သူတော်ကောင်းများဖြစ်ကြပါစေအံဘန္တေတိသရဏေနသဟမစ္ဆသီလံဓမ္မယာသာမိအနုဂဟံကတဝါသီလံတေထမေဘန္တေဆရာတော်သခင်အရှင်မြတ်တို့ဖရာယတနာမြတ်သုံးပါးနှင့်ကံဤအကျိုးတရားအမြဲထာဝရယုံကြည်ကြသောတပည့်တော်တို့သည်မြည်စုမဆိုမိမိပြုသောမိမိပြောသောမိမိကြံသောကာအတိုင်းသာလျှင်အကျိုးပေးမှာဟုသိတတ်သောကာမတက္ကတညာ၌ကိုယ်စီကိုယ်ငါတည်ရပြီလေမိမိတို့ဤစိတ်အစဉ်ကိုသရဏဂုံသုံးပါး၅ပါးသီလရေစဉ်ရေကောင်းတို့ဖြင့်ရှေးဥစွာတန်ရှင်းအောင်သွင်းလောင်းဆောက်တည်ကြပြီလေယတနာသုံးရအမြဲမှန်ပြကိုယ်ခွဲစိကတသော
ညနီလာဆူတောင်းပြီးရွှေစေရီမြတ်စွာဘုရားဤဘုရားဒါယကဘုရားဓာဤကာမမိသားစုတို့နှင့်စုပေါင်းညီညာဗုဒ္ဓပူဇဏီယမင်္ဂလာပြုလုပ်ရာကာလသမယ၌မြတ်ဗုဒ္ဓဤအရဟံအစရှိသောဂုဏ်တော်တို့ကိုသာအာယုံပြုလျက်မြတ်ဗုဒ္ဓအားရှေးဥစွာပူဇော်ကြော့ပါကုန်၏အရှင်ဘုရားထိုမှနောက်၌ပင့်အပ်ကုန်ညာတန်ဃာတော်အရှင်မြတ်တို့အားလည်းရည်ရွယ်မှတ်သာပြဋ္ဌာန်းသည့်အားလျော်စွာတည်သီးစွာနှင့်တကွလူပွဲတန်းပွဲအသွဲသွယ်တို့ဖြင့်ကြည်နူးဝမ်းသာတန်ခဂုံကိုသာအာယုံပြု၍တပည့်တော်တို့ကလှူဒန်းကြပါကုန်၏အရှင်မြတ်ဖရာတပည့်တော်တို့ဤသို့ပေါင်းအပ်များမြတ်လာသောညနီလာဆူတောင်းပြီးရွှေစေရီဗုဒ္ဓပူဇဏီယမင်္ဂလာ25ကြိမ်မြောက်ပြုလုပ်ရာကာလသမယ၌ပြုလုပ်အပ်သောဒါနဆောက်တည်အပ်သောသီလတရားတော်ကိုအစဉ်လျောက်၍ဆင်ခြင်အောက်မေ့အပ်သောဘာဝနာဤစေတနာတို့ကြောင့်အလုံးသောဖရာသားတော်သမီးတော်တပည့်တော်တို့သည်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာအသက်ရှိကြယောဂကင်းလျက်မိမိတို့သည်အလိုရှိအပ်သောလောကီလောကုတ္တရာနှဖျားကောင်းကျိုးတိုးတက်စီကပွားများပြီးလင်တန်တရာခန္ဓာဝိဒုက္ခဟုဆိုအပ်သောဒုက္ခသစ္စာဆင်းရဲအပေါင်းမှလွတ်ရအမှန်ငြိမ်းရအမှန်မြတ်နိဗ္ဗာန်ကိုရနိုင်သောရောက်နိုင်သောအာကောင်းသောအကြောင်းဥပနိစ္စယပဋ္ဌာန်းပြည့်စည်ကျေးဇူးပြုနည်းအားလျော်စွာဧကံမုတ်ချပြည့်စုံနိုင်သောဖရာသားတော်သမီးတော်သူတော်ကောင်းများဖြစ်ရပါလိုကုန်၏အရှင်မြတ်တို့ဖရာတခါကြီးရေစက်ချမယ်အရှင်မြတ်တို့ဖရာဤသို့ပေါင်းအပ်များမြတ်လာသောညနီလာဆူတောင်းပြီးရွှေစေရီဗုဒ္ဓပူဇဏီယမင်္ဂလာအခါကာလ၌တပည့်တော်တို့ပြုလုပ်အပ်သောဒါနဆောက်တည်အပ်သောသီလတရားတော်ကိုအစဉ်လျောက်၍ဆင်ခြင်အောက်မေ့အပ်သောဘာဝနာဤစေရနာဤအဖို့ဘာကဟူသည်မြကိုဆက်၍မကုန်ကျေးဇူးကုန်ရှင်ဖြစ်ကြကုန်သောအနန္တဂိုင်းဝင်မိခင်ဖခင်ဆရာသခင်ဆွေကြီးမျိုးကြီးအစထားလျက်ယခုရှိသောလူရောနတ်မှာအလုံးသောပရိသတ်တပည့်တော်တို့ဤကိုဆောင်နာညနီလာဆူတောင်းပြီးရွှေစေရီစောင့်ကြကုန်ညာနတ်ဒေဝတာများနှင့်ဤကြောင်းဆောင်နာအယံဆောင်နာတပည့်တော်များနေထိုင်ကြရာတိုက်ဆောင်နာအိမ်ဆောင်နာဝိုင်းဆောင်နာရက်ဆောင်နာမြို့ဆောင်နာတောတောင်ဆောင်နာသာသနာတော်ဆောင်နာမိဆိုင်ဖဆိုင်နာ30ဘုံယင်လီကုန်သောဆင်းရဲချမ်းသာအလုံးသောတတ္တဝါတို့အားညနီလာဆူတောင်းပြီးရွှေစေရီဗုဒ္ဓပူဇဏီယအခါကာလ၌တပည့်တော်များပြုသမျှကုသိုလ်စေရနာထဒူညီမြရကြပါစေအမြ
အမြအမြဘေးဝေပါကုန်ဤဝမ်းမြောက်ဝမ်းသာသာဓုသာဓုခေါ်နိုင်ကြသည်ဖြစ်ကြပါစေသောအမြဝေရအလုံးကြာကြာသမျှကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောအလုံးကြာကြာသမျှကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောအလုံးကြာကြာသမျှကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောချီးမြှောက်တော်မူရန်အချိန်တန်ပါပြီအရှင်မြတ်တို့ဘုရားသဗ္ဗိတိယောဝိဝေဇန္တုသောကောရောဂဝိနတန္တုမာတေဘဝန္တွင်တရာယဒုက္ခိတိကာယုကောဘဝအဘိဝရဏသီလိတ္တနေသံဟုတ်တာပစာယိနောသတ္တရောဓမ္မဝိဒန္တိအာယုဝေနောဒုက္ခံပလံဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသရဒုက္ခေဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနသရဒုက္ခေဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနသရဒုက္ခေဘဝန္တုတေသာဓုသာဓုသာဓုကိုယ်စိတ်နှပြကြမှာချမ်းသာကြပါစေရှိတဲ့မုနိပရမေရှင်ကိုယူသည်မြတ်တို့ရှိခိုးပါသည်ဓမ္မတရားတော်မြတ်ကိုနိညာမပြစိကပ်ပါသည်ချီမြတ်တို့ကျိုးကျိုးကိုရောဖူးမြော်ပါဘုရားဘာသာပြည်မြမလူမျိုးမောကျိုး
နာ